အားလုံးပဲမင်္ဂလာပါအင်းနာကလုံးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငါတော့ငါရှိတယ်ဆိုတဲ့စာအုပ်ကလေးတွေကတန်မာကြရအောင်ဆိုတဲ့ခေါင်းစဉ်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တန်မာကြရအောင်အမာရွတ်တွေဟာဒဏ်ရာတွေကိုအောင်နိုင်ခြင်းရဲ့သင်္ကေတတန်မာခြင်းဟာပြိုလဲခြင်းတွေကိုအနာယူခဲ့ခြင်းရဲ့သင်္ကေတတခါကအဖိုးအိုနဲ့သူမီးလေးတို့ဟာသူတို့အိမ်ကလေးကနေတောင်ကုန်းလေးတစ်ခုဘက်ကိုလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။ချောင်းဝါကနေလမ်းမပေါ်ထွက်ခါနီးမှာမြေလုံသူကကြောက်ခဲတစ်လုံးကိုကောက်ပြီးပန်းအိုးဘက်ကိုပြစ်လိုက်တယ်။အဲဒီကြောက်ခဲကပန်းအိုးတွေကအလှပန်းပင်ကိုထိပြီးပန်းကလေးထပ်ပိုင်းကျိုးသွားခဲ့ပါတယ်။အဲဒီလိုနဲ့မြေဖိုးနှစ်ယောက်တောင်ကုန်းလေးစီဆက်ထွက်လာခဲ့ကြတယ်။တောင်ကုန်းလေးစီရောက်တဲ့အခါသူတို့မြေဖိုးဟာတောင်ကုန်းကလေးရဲ့ထိပ်မှာထိုင်ခဲ့ကြပါတယ်။အဖိုးကလေကောင်းလေတန်းရှုပြီးရှုခင်းနေကြည့်နေခဲ့တယ်။ကောင်လေးကတော့အိမ်ကထွက်လာတော့ကလိုပဲကြောက်ခဲလေးတွေကောက်ပြီးတောင်ကဘာစွန်းကတစ်ပင်လေးကိုပေါက်တာပေါ့။ဒါပေမဲ့တောင်ကဘာစွန်းကတစ်ပင်ဟာကြောက်ခဲချက်တွေထိပြီးမြဲလေတိုင်းမှာအရွက်တလူလွန်းနဲ့ကြိုးကြမသွားခဲ့ဘူးတဲ့။အခဲကြီးနဲ့ပြစ်တော့လေညွတ်သွားပြီးပြန်မက်လာတယ်တဲ့။အဲဒီခါကောင်လေးကအဖိုးကိုမေးတယ်။ဒီတစ်ပင်ကဘာလို့မလဲတာလဲလို့ပေါ့။အဖိုးဖြစ်သူကသူ့မြေးလေးကိုပြုံးကြည့်ပြီးပြောတယ်။အဲ့ဒီတစ်ပင်လေးကိုကြည့်ငါမြေးသူ့ကိုတယူတရနဲ့ပြုစုမဲ့သူရှိလား။သူနေလောင်ပြီးနွမ်းတဲ့အခါရေလောင်ပေးမဲ့သူရှိလား။ကိုကြိုက်တဲ့အခါတုတ်တစ်ပေးမဲ့သူရှိလား။မရှိဘူးအဖိုးလို့မြေးဖြစ်သူကပြန်ဖြေတယ်။အဲ့ဒီခါအဖိုးကဆက်ပြောတယ်။ဟုတ်တယ်သူ့ကိုပြုစုယူရပြီးကာကွယ်ပေးမဲ့သူမရှိဘူးငါမြေးကြောက်ဆောင်နေပြိုကျတဲ့အခါသူ့အမြင့်နဲ့သူပြိုကျတဲ့အထဲပါမသွားဖို့ကုတ်တွေရတယ်လေတွေထမ်းတဲ့အခါအရွက်တွေနဲ့ကာကွယ်ပြီးပြိုလဲမသွားဖို့အန်တူးရတယ်သူကသူ့ကိုယ်သူကာကွယ်ရတယ်သူ့ကိုတိုက်ခိုက်လာတဲ့အရာတွေကိုသူ့ဘာသာအန်တူးရတယ်အင်ကပန်းကလေးနဲ့တူလားမတူဘူးအဖိုးလို့မြေဖြစ်သူကထပ်ဖြေထိုအခါအဖိုးဖြစ်သူကသူ့မြေးလေးကောင်းကိုပို့ရင်ငါမြေလောကကြီးမှာအင်ကအလှတစ်ပင်လေးလိုပဲတေချာပြုစုရပြီးပိုးဖယ်ပေးမဲ့သူနဲ့ရေလောင်းပေးမဲ့သူနဲ့ဒဏ်ရာတွေကင်းနေတဲ့တစ်ပင်ဟာဒဏ်ချက်တစ်ခုလောက်ဖြစ်တာနဲ့ပြိုလဲလွယ်တယ်ကိုဘာသာဒဏ်ရာတွေကိုရင်ဆိုင်ပြီးတာမအောင်မလုတ်တတ်တဲ့သူကပြိုလဲလွယ်တယ်ကြာဆုံးလွယ်တယ်ငါမြေလောကကြီးမှာရှင်တန်တဲ့အခါကိုအားကိုပါဒဏ်ရာတွေရလာတဲ့အခါအန်တုရင်ဆိုင်ပြီးရှင်တန်နိုင်အောင်ကြိုးစားပါဘယ်လိုခက်ခဲပေးလာတွန်းလှန်ရုံထားပါရှင်ဆိုင်ဖြစ်ချင်းတက်အောင်ကြိုးစားပါဒဏ်ရာတွေဟာတန်မာဖို့အတွက်ဖြစ်လာတာပါပြိုလဲခြင်းတွေဟာတန်မာခြင်းကိုရရှိစေတယ်တောက်ကပန်းရံကတစ်ပင်လိုရှင်တန်မာငါမြေးလို့အဖိုးကဆုံးမလိုက်ပါတယ်ဒီပုံမြင်လေးကကျွန်တော်အဖေပြောပြပူးတဲ့ပုံမြင်လေးတစ်ပုဒ်ပါဒီပုံမြင်တဲ့ကလိုပဲကျွန်တော်တို့ရဲ့ရှင်တန်ရတဲ့ဘဝခင်းမှာလဲတောက်ကပန်းရံကတစ်ပင်လေးလိုပဲအခက်ခဲပေါင်းစုံဒဏ်ရာပေါင်းစုံတွေ့နေကြသလိုဆက်တွေ့နေကြရအောင်ပါပဲကျွန်တော်တို့ဘဝမှာအလှပန်းပင်လိုတယူတရနဲ့ပြုစုခံရတဲ့ကာလတွေလည်းရှိမှာပါပဲမိဘရင်တွေရှိတဲ့နေဘဝလိုမျိုးပေါ့ကိစ္စတစ်ခုခုကိုဘာသာရင်ဆိုင်မဖြစ်ရှင်းရသေးတဲ့အချိန်တွေပေါ့အဲ့ဒီကာလတွေလွန်တဲ့အခါကျွန်တော်တို့ဘဝတွေမှာတောင်ကဘာကတစ်ပင်လိုကိုဘာသာရှင်းတန်ကြရတော့တယ်ဒဏ်ရာတွေလာတဲ့နှွေတွေရှိတယ်ပျော်စရာတွေလာတဲ့နှွေတွေရှိတယ်စိတ်ပြတ်အားငယ်ခြင်းဝမ်းနေခြင်းပြိုလဲကြေကွဲခြင်းကာလတွေကလည်းဒူးနဲ့သေးပါပဲထို့အတူတာယာချမ်းမြေ့ခြင်းကျင်းနဲ့ကျင်းလူခြင်းဝမ်းသာမြူထူးရတဲ့နေ့တွေလည်းအမြောက်များပါပဲကျွန်တော်တို့တွေကအဆင်ပြေခြင်းတွေကိုလက်ခံနိုင်ပေမဲ့အဆင်မပြေခြင်းတွေတွေ့ရတဲ့အခါရိုင်းနဲ့ပြိုလဲခြင်းတော့တာပါပဲအဲ့ဒီခါကျွန်တော်တို့ပြန်ထနိုင်ရပါမယ်တန်ရာတွေကိုရင်ဆိုင်ရပါမယ်ပြိုလဲခြင်းတွေဟာတန်မာဖို့အကြောင်းတရားပါပဲကျွန်တော်တို့ငယ်ငယ်ကလမ်းလျှောက်တက်စခဏ
ပြိုလဲပူကြတယ်မဟုတ်လားနောက်တော့ဖြက်ဖြက်လက်လက်ရှောင်းနိုင်သွားကြတာပါပဲပြိုလဲခြင်းတွေဟာတန်မာဖို့အတွက်ပါပဲကျွန်တော်တို့တွေနဲ့အနည်းချက်ဆုံးမှာမြင်နိုင်တဲ့သူကိုပဲကြည့်ကြည့်ရအောင်နိုင်ငံကျော်အစိုးရဘူပိုဟာအမိအဖနဲ့အတူမနေရအဖွားနဲ့နေကြရသူပါငငယ်ကလေးကဒဏ်ရာတွေပြိုလဲခြင်းတွေရခဲ့ပြီးမြဲတာမအောင်လေ့ကျင့်ပြီးစူးစမ်းခဲ့လို့ခုချိန်မှာနိုင်ငံကျော်အစိုးရတယောက်ဖြစ်လာတာပါပဲငငယ်ကလေးကဒဏ်ရာတစ်ချက်တွေရတဲ့သူဟာတွန်းလှန်ရုန်းကန်ပြီးစူးစမ်းရင်အောင်မြင်တဲ့သူဖြစ်လာမှာပါပဲဒါကအနည်းဆက်ဆုံးမြင်တာကိုပြောပြတာပါတခြားကိုထုကိုချုံကိုဘွားကိုထပ်တည်ပြီးအောင်မြင်အောင်စွမ်းဆောင်ခဲ့ကြတဲ့နိုင်ငံကျော်ကဘာကျော်တွေလည်းအများကြီးပါပဲကျွန်တော်ငငယ်ကပတ်စံမရှိလို့လူတချို့ရဲ့ဖဲကြည့်ချင်းလည်းခံခဲ့ရဘူးပါတယ်ပစ္စည်းအသစ်ပေါ်တိုင်းသူများနည်းတူဘယ်တုန်းကမှလည်းမရခဲ့ဘူးပါဘူးထမင်းချိန်မပါလို့ကျောင်းမှာထမင်းမစားခဲ့ရတဲ့နေ့တွေတောင်ရှိခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီသိငယ်ချင်းအားနေချင်းဝမ်းနေချင်းစိတ်တွေကိုတတ်မှချင်းဖြစ်ပြောင်းလဲယူခဲ့ပါတယ်အဲ့ဒီအချိန်မှသာအရှုံးပေးခဲ့ရင်ကျွန်တော်လည်းအခုလိုကို့ဘာသာရှင်သန်ရက်တည်နိုင်တဲ့သူလည်းဖြစ်လာမှာမဟုတ်ပါဘူးသိငယ်ချင်းအားငယ်ချင်းဝမ်းနေစိတ်ပြည့်ချင်းပြိုလဲကြည်ကွဲခြင်းတို့ဟာတတ်မှဖို့စံတက်တဲ့အရာတွေပါပဲကျွန်တော်တို့ဒူးမထောက်စတန်တိုက်ထုတ်မောင်းထုတ်ကြရပါမယ်ဒါမှတတ်မှတဲ့သူဖြစ်မှာပါပဲလောကမှာကျွန်တော်တို့ဟာတောက်ကပန်းရင်ကတစ်ပင်လို့ရှင်းသန်ကြရပါမယ်တန်ရာတွေနဲ့ပြိုလဲခြင်းတွေဟာတတ်မှခြင်းကိုဖြစ်ပေါ်စေမယ့်အကြောင်းတရားတွေပါပဲခဏခဏပြိုလဲခြင်းဟာထက်ခါတန်မာလာဖို့အကြောင်းတရားလို့အမြင်မှတ်ပါကျွန်တော်တို့တန်မာတဲ့သူဖြစ်အောင်ရုန်းကန်ရှင်းသန်နေထိုင်ကြရအောင်မင်းလဲကြတာကိုငါစိတ်မပူဘူးမင်းပြစ်မထားမှာကိုပဲငါစိတ်ပူတယ်အိဘရာဟင်လီကိုအမေရိကန်သမ္မတဟောင်းကျွန်တော်တို့ဘာအကြောင်းကြောင့်လဲကြပြန်ထပြီးတန်မာကြရအောင်ပြိုလဲအားငယ်ခြင်းတွေကြုံတဲ့အခါတိုက်ထုတ်ရှင်သန်ပြီးတန်မာခြင်းဖြစ်ပြောင်းလဲကြမယ်စိတ်ပြအားနေခြင်းတွေကြုံတဲ့အခါတွန်းထုတ်အားတင်လောင်ပြီးတန်မာခြင်းဖြစ်ပြောင်းကြမယ်နာကျင်ခံခတ်တဲ့နေ့တွေကြုံတဲ့အခါယုံထားရှင်သန်ပြီးတန်မာခြင်းဖြစ်ပြောင်းကြမယ်ဒဏ်ရာတွေဘွားနဲ့နိုးထားရတဲ့အခါမိဖြောင်အားတစ်ထွန်ပြီးတန်မာခြင်းဖြစ်ပြောင်းကြမယ်တာယာကိုလူရသွင်းတတ်တဲ့သူတွေနဲ့တွေ့တဲ့အခါပြုံးပြပြီးကြိုးစားရင်တန်မာခြင်းဖြစ်ပြောင်းကြမယ်လောကရန်ကမာထထန်ဆက်ဆံတဲ့အခါဒဏ်ရာကိုတွန်းလှန်ကြိုးစားရင်တန်မာခြင်းဖြစ်ပြောင်းကြမယ်တစ်ချိန်ကကျွန်တော်တို့ရတဲ့ဒဏ်ရာတွေဟာနောက်တစ်ချိန်မှာကျွန်တော်တို့တန်မာဖို့ခန္ဓာရည်အင်အားတွေပဲမဟုတ်လားတန်မာကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်တာယာပြောရှင်တဲ့နေ့လေးဖြစ်ပါစေ